မင်္ဂလာပါညီကိုတို့မနေ့က VA ရေကိုပေါင်းအပေါ်ကတော့အပေါင်း45လောက်ပဲရလိုက်ပါတယ်ဒီနေ့ညမြန်မာစံတော်ချိန်2နာရီမှာဖနက်ဖက်နဲ့ဒေါမွန်တို့ရှင်းပြိုင်ကစားကြမှာပါဖနက်ဖက်ရဲ့နောက်ဆုံး10ပွဲမှာ3ပွဲနိုင်4ပွဲတည်နဲ့3ပွဲရှုံးလာပြီးဒေါမွန်တင်ရဲ့နောက်ဆုံး10ပွဲမှာ4ပွဲနိုင်4ပွဲတည်နဲ့2ပွဲရှုံးလာပါတယ်ဒီနေ့တင်ရင်တိတ်တိတ်ဆုံမှု9ပွဲမှာဒေါမွန်က3ချိန်နိုင်1ပွဲတည်နဲ့1ပွဲရှုံးလာပါတယ်ဖက်ဒရယ်ရဲ့ခြေစမ်းနဲ့ရလပိုင်းကတည်ငြိမ်မှုမရှိဘဲနောက်ဆုံး6ပွဲမှာလည်းအော်ဘတ်တတင်းလေးကိုပဲနိုင်ခဲ့ပါတယ်။ဒေါမွန်မှာဂျူးစ်ဘယ်လင်ငယ်ပွဲပယ်ခံရပြီးတိုက်စစ်ပိုင်းမှာတော့ GSC ပါဝင်နိုင်ပါတယ်။ဖက်ဒရယ်မှာတိုက်စစ်မှုဂျိုနသန်ဘာကက်စ်နဲ့မီချူဘတ်တို့ဒိုင်ယန်ကြောင့်လွှဲချော်မှာဖြစ်လို့တိုက်စစ်ပိုင်းအားနည်းနိုင်ပါတယ်။ဒေါမွန်ရဲ့ခန်းစစ်ကလည်းအဝေးကွင်းမှာကိုတိတ်မပေးရပဲဘိုင်ယန်တတင်းလေးကိုပဲတကိုးတည်းပေးခဲ့ရပြီးကြံအသွင်းနစ်ကိုအများဆုံးတကိုးလောက်ပဲပေးထားရပါတယ်။ဒေါမွန်တင်ရဲ့ခန်းစစ်ကလုံးဝတည်ငြိမ်နေပြီ။ဒီနေ့ပွဲရဲ့ဒေါမွန်ကနေဒီနေ့ပွဲရဲ့ပေါက်ကြီးမှာဒေါမွန်ကနေဘော်ဒီ level နှုတ်80 9ပေါင်3.35ပေးထားပြီး9ရဲ့မမြနိုင်တဲ့ပွဲဖြစ်လို့9ကကိုကြိုက်ပါတယ်။